ဒီတစ်ခေါက်တော့ဒီ completing the square ဆိုတဲ့ဟာကိုပုံနဲ့ပေါ့နော်ပုံနဲ့demonstrate လုပ်ပြသွားမှာဖြစ်ပါတယ်ဒါကတော့ extended mathematics စာအုပ်ထဲပေါ့နော် example လေးဖြစ်ပါတယ် page 92မှာရှိတယ်ပေါ့နော်ဆိုတော့သူပေးထားတာကတော့ x square minus 6x ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့စခွဲကင်းခွဲလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းရမလဲဆိုတဲ့ဟာကတော့ဒီမှာ completing the square နဲ့ဖြည့်ရှင်းနေမှာနော်ဆိုတော့သူကလည်း completing the square နဲ့ဖြည့်ရှင်းပါလို့ပြောထားတယ်ဆိုတော့ဒီမှာကျွန်တော်တို့ x square ဆိုတဲ့ဟာကဒီ area လေးရှိတယ်ပေါ့နော်ပြီးရင်sorry ဒီမှာ plus ပေါ့နော် x square plus 6x ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီ area လေးပေါ့နော် 6x ဆိုတဲ့ area လေးရှိတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုပထမဆုံးကျွန်တော်တို့က 6x ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တွဲဝဲလိုက်မယ်ပေါ့နော်တွဲဝဲလိုက်လို့ရှိရင်ကျွန်တော်တို့ဒီပုံလေးထွက်လာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာမားရေးထားတဲ့ဟာရှိတယ်plus ဖြစ်ရမှာပေါ့နော် okay အဲ့ဆိုရင်ဒီမှာနှစ်ပိုင်းပိုင်းလိုက်ပြီး3ရမယ်ပေါ့နော်အဲ့တော့ဒီအပိုင်းလေးကိုကျွန်တော်တို့ဒီဘက်မှာလာပေါင်းလိုက်မယ်ပေါ့နော်ကျွန်တော်တို့အဓိကတော့ square ဖြစ်အောင်လို့ပေါ့နော်အဲ့တော့ဒီဘက်မှာဒီလိုလေးပေါင်းလိုက်လို့ရှိရင်တော့ဒီလိုနှစ်ချမ်းလေးဖြစ်သွားတယ်နှစ်ချမ်းလေးဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ဒီ x area နဲ့ပေါင်းလိုက်မယ်ဒါပေမဲ့ဒီနားမှာ missing ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီမှာarea ကတော့ဒီမှာ x + 3ရဲ့ဒီဘက်မှာလည်း x + 3ရဲ့ဆိုပြီးတော့မှရမယ်အဲ့ဆိုရင်ဒီနားမှာခုခုတော့ကျွန်တော်တို့ဒီမှာ square မပြည့်ဘူးပေါ့နော်မပြည့်တော့ကျွန်တော်တို့နောက်ထပ်အဲ့ဒီနေရာမှာပါရမယ်ဆိုတော့3ဆိုတဲ့ဟာတွေရမယ်ပေါ့နော် okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ square ပြည့်သွားပြီဒီဘက်ချက်မှာလည်းsquare ရှိသွားပြီဆိုတော့ဒီဘက်ချက်မှာလည်း square ပြည့်သွားပြီပေါ့နော်အဲ့လိုပြည့်သွားတဲ့ခါကျတော့ကျွန်တော်တို့ formula ဒီ equation ကဒီလိုမျိုးဖြစ်လာမယ်ပေါ့နော် x square plus 6x ရဲ့ completing the square ကကြတော့ဒီဘက်ချက်မှာx plus 3ပေါ့နော် x plus 3နဲ့ x plus 3ကိုနှစ်ထပ်တင်တာနဲ့အနုပ်ဒီ area လေးပေါ့နော်339ဆိုတဲ့ area လေးကိုနှုတ်ထားတဲ့ဟာကကျွန်တော်တို့ရဲ့ completing the square answer လေးဖြစ်ပါတယ်ပေါ့နော် okay အဲ့ဒါဆိုရင်တော့ပုံနဲ့ demonstrate လုပ်တဲ့ဟာကိုနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ကိုယ့်ကို try ကြည့်ဖို့အတွက်ဒီမှာပုံစံလေးတစ်ခုပေးမယ်ပေါ့နော်ဒီနားမှာဥပမာပေါ့နော် x square minus 12x ဒီဟာလေးကို completing the square နဲ့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးစူးစမ်းကြည့်ပါပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်